အစ်စေပါတော့အသက်ရှင်နေသူတွေကျွန်တော်ရှာဖွေလို့ရကျမ်းမာရေးပဲဒီကဒီဆိုင်ပြီးနေပေးကြပါနော်လူရဲ့ဘဝကခဏမှာမိတော်တစ်ခုလိုပါတနေ့နေ့ကြတော့ပြဖို့ချင်းပါရောင်းတဲ့နေရာလေခုလိုမျိုးလေးခဏလေးပဲပြော့ပြော့ခဏပြုတ်ကြပြောစရာလေးကျွန်တော်ပေးခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးတကယ်ပြောရလားဟုတ်ကဲ့ကျွန်တော်အခုဆိုလို့ရှိရင်တော့အင်းလေးဘက်ကိုသွားတာဆိုတော့မကြည့်ဒီဘလုံးဆူရွှဲနေရလဲဖြားတော့မနေရပါဘူးဝစားလဲပို့ဘာတော့မရဘူးခလုံးဖွင့်ထားရမလားဦးလေဒါပေမဲ့အခုဒီမှာရေဘေးတက်နေတာဟုတ်ကဲစတိုင်းနေရပေါ့နော်ဒီနေရာလေးမှာဘာရောမဟုတ်ကျွန်တော်တို့အလုပ်လေးအားပါဘူးပြီးတော့တချင်းလေးစုပြခြင်းနဲ့စုပြရင်ကောင်းမှာစုပြနှစ်ဖက်လုံးလာပါတစ်ဖက်ပဲဒီချိတစ်ဖက်ပဲအဲ့တော့ပထမဆုံးတစ်ပုတ်ကိုပရိသတ်တွေတိတ်မသိတဲ့တချင်းပေါ့နော်ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တချင်းလေးဖျောင်းနိုင်လို့မြည်ရပါတယ်အဲ့ဒါကိုဇွဲရတယ်ရဲ့စွမ်းညင်ကြီးရဲ့ဝေလန်းတဲ့ကစုပြပါလိမ့်မယ်ကိုကြီးကတီးပေးပါလိမ့်မယ်ဒီလိုမျိုးရှင်မဝတ်တာတရားတွေကိုပေးစစ်ထားတယ်ဝေးလာတွေကိုပြောလို့လေသူတို့သိစီအမိုးရတဲ့နာရှိနေသူဘိုးဒီချိန်မှာချောင်းထူလေလို့တော့သုံးပြူဟေးငါပိုင်ဆိုင်ရမေးတော့ပဲလေဒီဘဝလေးငါလည်းပေးပြောင်းလဲလေရောင်းတဲ့နေရာလေခုလိုမျိုးလေးခဏလေးပဲပြော့ပြော့ခဏပြုတ်ကြပြောစရာလေးကျွန်တော်ပေးခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးတကယ်ပြောရလားလူရဲ့ဘဝကခဏမှာမိတော်တစ်ခုလိုပါတနေ့နေ့ကြတော့ပြဖို့ချင်းပါကိုဆိုင်ကလေးရဲ့သမိုင်းတွေသာတနေ့ကြည့်ဒီလာမှာမင်းကြောင့်အားလုံးပြောစီဖို့ပါဝါရနေရှိနေလေကိုလေးချတဲ့ပါစေတော့မှရှုံးမှုကွာနေကြတနေ့နေ့လေးချောင်းပြောစီမှာလူရဝမ်းမြောက်ရစီမှာကိုရဲ့သမိုင်းကြောင့်ကိုကရေးပါအားလုံးစကားကိုအောင်မြင်မှုချင်းချင်းမမရချင်သေးပါလူလေးကိုမင်းကြောင့်ရဲ့ရင်ချစီနေပါရန်ကုန်ထောင်လေးကြောင့်မင်းဆိုတဲ့လေကွာလူကြောင့်ကိုစိတ်ချူပါနောက်ကျော်ကိုပြောလားကျွန်တော်ကမှာအရာတော့ခဏလေးပါပဲเนาะအခုစုံနေတဲ့ချိန်ကလည်းမတန်းပြီးဆုံးသွားမှာပါအဲ့ဒါအားဖြင့်အင်းနဲ့အကောင်းဆုံးကြိုးစားနိုင်ပါလေလို့ဆုတောင်းပေးပါတယ်เนาะကလကာကြီးရဲ့နေပါအောင်ကာလီကာရ TV မှာမြဲကြည့်ရအကျဉ်းမှာခုကမြင်ခုကချောနေလူကလည်းပါတော့မလည်းချစ်စရာကြီးနေကအဲ့မင်းသားလုံးမလားမင်းသားလုံးမလားဟောမင်းသားလုံးလို့ဆိုတယ်အကာကာရင်လေတအားကြရနပါတော့ကာရင်လေပြပြထဲမှာကြည်ရ
ဒီလိုပါကြည့် TV ထဲမှာကြည့်တအားချင်ဇလန်းလေးကြည့်ဇလန်းကျဲတယ်ကိုလေးလေးဒါစွာတဲ့မဲ့ဖွဲ့မိသားစုပေါ့နော်ဒါဒီကျင်းရဒုတိယအကြိမ်မကောက်တတိယအကြိမ်လောက်ဖြစ်နေပြီဒါပထမအကြိမ်တော့လည်းပဲဘုန်းကြီးတို့လိုက်လူပေးထားတယ်ပေါ့ အငင်းလား လိုက်လူပေးထားတယ်ဆိုတာကသူ့ပြင်းမနာတို့တကုန်းလို့လင်းတဲ့အခုလည်းပဲဘုန်းကြီးတို့အင်းလေးဖောင်တော်ဦးဖရာဘေးနာပတ်ချလဲလိုက်လူတယ်မိုးတွေလည်းမီးတယ်ချမ်းလဲချမ်းနေတယ်မင်းသားထားပြသားမှာကဲမင်းသားချမ်းနေတယ်ဒီမှာ ပွဲပြီးတော့မှ9မိနစ်လို့လေ ဟိုဘက်ကလည်း မျက်နှာလေးနဲ့ပြ ပွဲပြီးတော့မှ9မိနစ်လို့မင်းသားချမ်းနေတယ်တဲ့ ဒီပါလီပေါ်လို့အေးပါအောင်စို့ ကဲဘလူလည်းတီးကြလားကဲခေါ်ကြည့်သားမအောင်လူငယ်မပြေဆုံးတော့မှလူကိုယ်တိုင်လာဆိုပြောတယ်မို့လား ကျေကျေလေးဆို စွမ်းကောင်းမယ်လို့ဆို နာလကဆောင်ရောက်ရှင်ဒီရှင်တွေခေါ်ရင် ရနာလေးတရားကိုရှမ်းတလို့ချစ်လို့နေလို့ကွယ်နောက်ကဆောင်ရောက်ရင်ဒါစလို့ချစ်ဖို့ရှိကျွန်တော်အစစ်အစစ်မရှိဘူးတမဲစိတ်ဆင်းရဲနေတဲ့လူတွေကိုပျော်ရွှင်မှုပေးလိုက်တာ ဒါဆွမ်းကြီး အများကြီးပဲတခြင်းနဲ့အများကြီးဆိုပေးလိုက်တယ် ကိုပြောသွားရဲ့ကိုဘက်ကလည်းမလာဘူးဒီပေါ်ရိုက်မယ်နော် ကျွန်တော်ပီတိရမ်းဖြစ်တာပေါ့ ဟုတ်လားကိုဘက်ကြောင်းမလာဘူးဒါမှမဟုတ်ကြောင်း ဘုတ်တဘောလိုက်ပါပါ ဆယ်ကြီးဝက်ချောင်းလေသူ့လာလေးလက်တွေ့အဲ့ကြောင်းလေးပြောပြပါအောင်အင်းထဲမှာပဲထင်ပြတော့ ကျွန်တော်အင်းလေးမှာ2နေရာဒီမှာ2နေရာတော့3နေရာလူလိုက်တာပေါ့ဟောဆိုတော့အင်းလေးကကြတော့လူရောက်ပေါင်းနေလေနေတဲ့အတွက်ဒီဘက်မှာပို့လူဖြစ်သွား ဒီလေးကခွဲပြီးတော့ပဲအင်းလေးဘက်မှာပဲ နိုင်ပါစော ဟုတ်ကဲ့ဟုတ်ကဲ့ ကဲပါအားလုံးတက်တာလေးပြောပြပါဦး အားလုံးပဲတတာပါလက်ကိုလေးပြီးပါဦး ရိုက်ချစ်တယ်တဘွန်တေးရလာချစ် ရွှေငွေနဲ့ကိုဘူလာကိုစိတ်ကြိုက်နေလိုက်ရိုးရှင်လို့နဲ့ဘဝကအကောင်းဆုံးကျေးဇူးများပါတယ်အစ်စေပါတော့အသက်ရှင်နေသူတွေကျွန်တော်ရှာဖွေလို့ရတယ်ကျမ်းမာရေးပဲဒီကကျူးဆိုင်ပြီးနေပေးကြပါနော်ကျမ်းမာရေးလေးကောင်းနေပေးကြပါ ဟုတ်တယ်နော်ဒါကျွန်တော်တို့ဒီနေ့ကဒါဒီအားလုံးကျွန်တော်တို့လာပြီးတော့ စီစဉ်လည်းမရှိဘူးစိုးဖို့လည်းအစီအစဉ်မရှိဘူး ကိုကြီးပါပြီးလို့ရှိရင်ကိုကြီးပြောထားတာရှိတယ်ကျွန်တော်နောက်နေ့ပြန်လာပြီးတော့ဒီမှာကျွန်တော်တို့ထမင်းလေးလာစားခြင်းပါတယ်တဲ့ကိုကြီးကအဲ့တော့နောက်နေ့ကြလို့ရှိရင်ကျွန်တော်တို့ထမင်းဖိတ်ခြင်းမယ်မဟုတ်လားဟုတ်အဲ့တော့နောက်နေ့ကျွန်တော်တို့အင်ကြီးအင်ကောင်းနေနေဒီချက်မကချုံမောင်းလောက်ပါကျမ်းမာတဲ့ညနာလေးတွေလာကြည့်ပြီးတို့ထမင်းလာစားမယ်နော်ကိုကြီး အဲ့ဒါစားမယ်နော်ဟုတ်ကဲ့ပါ လာခဲ့ပါတော့ ဟုတ်ကဲ့ပါကျေးဇူးများ